င်္ဂလာပါတဲလေးတို့ရေစိုက်ကော်ဤဆန်စားမယ်နော်အတဲလေးတော့ဗမာလိုဘယ်လိုခေါ်လဲဆိုတော့မမလည်းခေါ်မတတ်ဘူးအသားတုံးလာတော့မသိဘူးနော်တဲလေးနော်ဒီအထဲမှာဝက်သားရယ်ကြာဆန်ရယ်ထမင်းရယ်နော်တဲလေးနော်မမပို့မမလာတယ်နော်တဲလေးဒါကတော့အကုန်လုံးကလေတဲလေးရေအလုံး100နော်အတဲလေးနော်ဒါကတော့သူ့ဆိုင်ကနေပေးလာတဲ့ဂျင်းနော်အတဲလေးဒါကတော့သူ့ short နော်အတဲလေးတို့နော်ဒါအကုန်လုံးက100နော်တဲလေးနော်အလုံး100တစ်လုံးကိုလေတဲလေးဒီလိုမျိုးတစ်လုံးကိုဆိုရင်လေတစ်ပတ်ပေးရတယ်အပြင်မှာဆိုရင်ဒီလိုမျိုးတစ်လုံးဆိုရင်နှစ်ပတ်ပေးရတယ်နော်တဲလေးနော်အရန်ထဲမှာကြိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့မာစားတယ်နော်တဲလေးနော်အဲ့တော့လာစားပြတာပါရှင်ကောက်ကောင်သွားဝန်နဲ့အစိုက်ကော်ဤဆန်နဲ့ဒါတော့ချင်းတယ်နော်တဲလေးနော်သူ့ဆိုင်မှာမချင်းတာလည်းရှိတယ်ချင်းတာလည်းရှိတယ်မမအချင်းကြိုက်တယ်ဆိုတော့အချင်းပဲမာတယ်တဲလေးစားကြပါဦးရှင်ငရုတ်တီနဲ့အရန်လိုက်တယ်ဒီမှာတခဲအခုပဲกินပြီးတဲ့တဲလေးပူပူလေးစားပူပြီးတော့အဆင်ပြေတယ်ကောင်းရောခုနကလေတဲလေးမမပူမနိုင်စားပြီးတဲလေး3-4လုံးတော့မှကျတော့မျိုးဒါစိုက်ကောဒါဒီကတွဲစားရမယ့်ဟာတွေနော်တဲလေးတို့နော်အဓိကလေဂျင်းရယ်ငရုတ်သီးရယ်ကော်ပီတို့နဲ့တွဲစားရမယ်ခုနကကြည့်ကောင်းနော်တော့ကောင်းဈေးတဲ့သွားမယ်ဆိုခဏဝယ်စားတဲ့တဲလေးဒါအကုန်လုံး200ဘူးဈေးတဲ့သွားမယ်100ဘူးလဲစားမလောက်200ဘူးလဲစားမလောက်ဘူးတဲလေးအကျန်းစားကောင်းတဲ့ဒီကောင်းရကြိုက်ရဒီကောင်ကနိုင်ကျင်းနေမလိုက်ဘူးလို့မမချင်းတာအဲ့မမတခါမှနိုင်ကျင်းနေမစားဘူးတဲ့လေဒီလိုမျိုးပဲအပြင်မှာဝယ်စားမယ်ဆိုမြုပ်ပြီးမများတောင်းတယ်မြုပ်ပြီးမများတောင်းနဲ့ဂျင်းမများတောင်းတယ်ကောင်းရောဂျင်းဒါဆိုင်ပေးလာတဲ့ဟာအလေကရတယ်ပေါ့နော်မစိုးဘူးဘယ်လိုမှတပတ်ပဲကောင်းတော့
啊，啥高呢？这个他表没来，他的筋，三亚贝拉的筋，原来，嗯。那要不一人干了，容易呀。အပြင်မှာဝယ်စားမယ်ဆိုမကောက်ဘူးလားလိုက်ဖက်ညောကောင်းညော